ခလေးကဘာဖြစ်ဘာရက်ဘူးကြောက်ကရောင်နေလို့သိရတယ်3နှစ်သားစားဖြစ်တာအော်ကြီးရတာ3နှစ်သားစားဖြစ်အခုဘယ်နှစ်ရှိပါလဲ10နှစ်10နှစ်လားဒါလည်းနာမည်လို့ခေါ်လဲရှင်းရဲကြောက်ကရှောင်းနေရလားထိသွားပြီလေမထီဘူးမောင်လေးနဲ့သူကလေအမတို့မိသားစုအတည်းရေပေါ့သူ့ဖြစ်နေသူ့မိနဲ့ကွဲသွားတယ်အမအဖွာလားဩဘယ်အဖွာလားသူ့ဖေကခေါ်သွားပြီးတော့အရက်နဲ့နည်းနည်းခလေးကိုတိုက်လိုက်ပြီးလို့ဖြစ်သွားတာအရက်နဲ့နိုးနဲ့ခလေးတက်လေလားအော်ဗျာအဖေကတိုက်တာမဟုတ်အဖေကနေပြီးတော့သူ့ကြီးတော့စီမှာအပ်ခဲ့တာအပ်ခဲ့တော့သူ့ရဲ့ကြီးတော့ကမအိတ်လို့ဆိုပြီးတော့ထဲတိုက်တာတိုက်ရနေပြီးတော့3နှစ်သားမှအဲ့လိုဖြစ်သွားတယ်ဖြစ်သွားတော့သူကဆေးရုံမှာမပြစ်ထားနဲ့မရက်တော့ခုတ်မိကြလိုက်တာမြည်အေးမယ်အရက်နဲ့နိုးနဲ့တိုက်လိုက်တဲ့အချိန်မှာကြောက်ကထိသွားတာအဲ့လိုဖြစ်သွားတာဆေးရုံတက်ကြတာဆိုရင်9ခါလောက်ရှိတယ်ပေါ့အခုနောက်ပိုင်းမှာမဆေးရုံမတင်နိုင်တော့တာ2နှစ်ရှိသွားတယ်ချစ်လိုက်မတင်နိုင်တော့အပြင်ကနေဆေးမီးတို့လေးနဲ့ပဲဝယ်ပြီးတော့ကူတယ်ရှောင်လာလိုက်တတဝါလိုက်ရောင်လာလိုက်တတဝါလိုက်အခုတော့အမသူ့ကိုဆေးဆဲတိုက်ပြီးတော့မြစ်ပြက်ချက်ဆရာဝန်ပါတော့လေဆရာဝန်ကတော့သူ့ကိုဂရုစိုက်ပြီးတော့6လလောက်တိုက်ရင်တော့မြစ်ပြက်မယ်နော်နေတော့မှနေရမယ်အမတကုံစိတ်တန်းဒီညီမတွေတိုင်ချโอเคနော်အဲ့တော့ကျွန်တော်ခလေးလေးတော့ဆေးကုဖို့နော်ဟုတ်ကဲ့အဲ့ဒါလေးလုပ်ဖို့အလူငွေလေး3သိန်းလိုပေးလိုက်မယ်နော်ဟုတ်ကဲ့လူရှင်လေးစတော့မအောင်လူရှင်တွေအားလုံးကျမပါသေးချမ်းသာပါသေးဒီလိုပဲလှူနိုင်ပါသေးဟုတ်ဒါဆိုရင်ပြရနော်